မင်္ဂလာပါခင်ဗျာကျွန်တော်မြပုံနဲ့တော်ပြီးတင်ဆက်ရန်နိုင်ထွန်းရန်ကုန်မြို့တော်မှာစားထဗေဒင်မိထမင်းရှောင်း900သားသမ ्या အားလုံးကိုစိတ်နှဖြာကျမ်းမာချမ်းသာပါစေကြောင်းဘုရားပနမနှုတ်ခွန်းဆက်တာအပ်ပါတယ်ယခုဆရာအနေနဲ့2026ခုနှစ်3လပိုင်းမတ်လမှာတောက်ကြသားသမ ्या ကံကြမှာကန်စာတာဟော့စတန်လေးကိုဆွေးနွေးဟောပြောပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါတောက်ကြသားသမ ्या ခင်ဗျာမတ်လ3လပိုင်းမှာဒုတိယကံကောင်းသောဇာတာရှင်တွေဖြစ်တယ်လောရာစန္ဒာတွေပြေးပါမယ်မထမဖက်မမျောလင်ဘဲနဲ့အလူအတန်းကိစ္စတွေဒါနာဥသိုလ်တွေဒါနာမြောက်သွားမယ်လူရေးတိုင်းရဲ့ကိစ္စတွေမမျောလင်ဘက်မထမဖက်နဲ့အလူဒါနာမြောက်သွားမယ်ကံကောင်းလက်ပွင့်စေမယ်မတ်လ9ရက်ကနေမတ်လ29ရက်အတွင်းတော်တော်လေးကံကြမှာကောင်းမွန်လာလိမ့်မယ်နည်းနည်းလေးရံများတတ်တယ်အပေါင်းအသင်းမိတ်ဆွေခင်မင်းရင်းနေသူများကကိုကိုမယုံသင်္ကာဖြစ်တာတနည်းအားဖြင့်ဆွဆွဲယုံမဲ့ပြဿနာတရားခံချခြင်းနဲ့ဖြစ်စဉ်ကိစ္စရက်တွေကြုံများဆောင်များတတ်လို့စေတနာလက်လွန်စကားတွေမဖြစ်မိအောင်ကြိုးစိုက်ပါတတိထားပေးပါတရေပြုတ်ပေးပါလို့ကျွန်တော်များပုံနဲ့တော်ပြီးတဲ့ဆရာရမထွန်းမေတ္တာရက်ခံခြင်းနဲ့ပြုံးရွယ်ငယ်ရွယ်သူမအချစ်စမ်းဒီပြုံးရွယ်ငယ်ရွယ်သူများပေါ်တော့အချစ်စမ်းမကောင်းတမီးရေးစားအရေးအစင်မပြေဘူးလမ်းခွဲစကားပြောဆိုတာလုံးဝမကျင်တတ်တဲ့ပေါက်ကွဲမှုပြဿနာဖြေရှင်းရတာတွေစနိုးစံအောင်စိတ်ရှုပ်ထွေးမှုနဲ့မตาရတဲ့အရှိကြီးအိမ်အောင်တဲ့အိမ်အောင်ရှင်များဖို့တော့အိမ်အောင်ကြီးตาရတယ်အိမ်အောင်ကကောင်းတယ်မိဘကြောင့်လို့စိတ်အနှောက်အယှက်ဖြစ်စဉ်မျိုးတွေကြုံရတတ်တယ်မိဘကြမ်းမိုင်းစာတာညနာမိဘကြမ်းမိုင်းနဲ့ပတ်သက်ပြီးတော့စေယုံစေခဥတမှုတွေခံယူရတဲ့ကိစ္စရက်တွေကြောင့်နည်းနည်းလေးမိဘမိသားစုအကြီးအကဲအိမ်တွင်အကိုကြီးအမကြီးအဖေအမေစားတီတို့ကြောင့်စေယုံစေခန့်စေဝဥတခံရတာစေယုံစေခန့်တင်ရတာတွေတနည်းအားဖြင့်လူမျိုးရေးကိစ္စရက်မိသားစုအတွင်းကြီးစိတ်ပေါ်ပင်တောင်းကဖြစ်စဉ်တွေတော့ရင်ဆိုင်ကြုံတွေ့ရတတ်တဲ့ဝမ်းနည်းစရာတွေကြည်ခွဲစရာဖြစ်စဉ်မျိုးတွေလည်းကြုံပါသည်ဆုံးပါစေဆိုပြီးကံတရားကဖော်ညွှန်းပြနေတဲ့အတွက်တောက်ကြသားသူများနည်းနည်းကြိုးဆိုင်ရမယ်တစ်ငွေကံကောင်းတယ်နှစ်ကြမ်းမာရေးစာတာလည်းကောင်းတယ်ဆိုးဝါးကြမ်းမာရေးကုသမှုမရှိဘူးနည်းနည်းပလေးဇက်ကြောလေးခေါင်းကိုက်လေးတိမမပဲရှိတယ်ကြီးမမရဲ့ယောဂဝေဒနာဆိုခံစားရကိတ်3လပိုင်းမတ်လမှာမရှိဘူးကံပွင့်နေလက်ပွင့်နေငွေကံကောင်းနေရောင်းပါဝယ်ပန်းရောင်းယူဝယ်ကိစ္စတွေအောင်မြင်မဲ့ငပိငချောက်ငမ်းများကြီးရေထွက်ကုန်ပစ္စည်းတွေနောက်တနည်းအားဖြင့်အလားကုန်တွေနဲ့ပတ်သက်တာတွေအောင်မြင်မဲ့အကျိုးပြုံးမဲ့ကောင်းကျိုးဖြစ်စေမဲ့ကောင်းကျိုးရည်တို့ပေါ်ပေါက်မယ်ဒီ3လပိုင်းမတ်လမှာကိုကံကောင်းခြင်းလုပ်ငန်းကိုင်ငန်းစီးပွားစာတာတွေအတွက်အောင်မြင်စေလိုတဲ့အတွက်မင်းတွေတောက်ကြနေမှာမိမိတို့နေအိမ်မှာဖြစ်စေဖျားစိတ်ဒီမှာဖြစ်စေမုံလက်ကောက်9ခုလို့ပေးပါခင်မင်းရင်းနှီးတဲ့ကလေးသူငယ်မိမပြိုခင်မင်းရင်းနှီးသူအတော်ကြီးစားတီတို့ကိုခေါင်းလျှော်ရည်ထုတ်မြစ်တာလက်ဆောင်ပေးလိုက်ပါခေါင်းလျှော်ရည်တစ်ထုပ်မြစ်တာလက်ဆောင်ပေးလိုက်ပါတော့မဟုတ်တယောကမိုးထုတ်လဲပေးလို့ရပါတယ်အခက်အညံ့နေပြေပြောက်မယ်ကောင်းကျိုးထူးခြားမယ်ရံများတာကတော့တနန်းလာသားသမီးကြာသားပရိသားသမီးရံကိုရှောင်ပါတောက်ကြသားသမီးများတနန်းလာနဲ့ကြာသားပရိရံများစေတယ်ရံချောင်ရမယ်အနီရောင်အနက်ရောင်အဝါရောင်ထုတ်ကာလာအယောင်သုံးသွဲဟာမွေးနေတောက်ကြနေဝမ်းဆက်ဝစ်စင်ခြင်းအဝိအစားကိုရှောင်ကြလိုက်လက်ပိတ်တယ်မလိုလားတဲ့အတိုက်ခတ်များတတ်တယ်စိတ်ရှုပ်ထွေးမှုပေါ်တတ်တယ်နံပါတ်1ငွေကံကောင်းတယ်နံပါတ်2စီးပွားရေးဖြတ်မယ်နံပါတ်3ပျော်ရွှင်နိုင်မယ်ဒါနာကုသိုလ်လုပ်နိုင်မယ်အလူအတန်းကိစ္စတွေအောင်မြင်မယ်ဖျားမှုကိစ္စရက်တွေလည်းအောင်ရမယ်စိတ်ရှုပ်ထွေးစရာကတော့မိသားစုအရေးနည်းနည်းလေးသားသမီးမောင်နှမရေးတို့ကြောင့်စေယုံစေကစေဝါကိစ္စရက်ပူတမ်းကိစ္စရက်တွေနဲ့စနိုးစံအောင်ကြုံရတတ်တယ်။ဂျာမာရေးဆိုးဝါးကာယကရှင်ကုန်၌ဝေဒနာခံစားရကိန်းကဏ္ဍဇာတာမှာတော့ဖော်ပြထားတာမျိုးမရှိဘူးဖြစ်နေတယ်ဗျာ။ဒါကတော့ဝမ်းသာစရာလေးပေါ့နော်။နောက်စားလေးနဲ့ဂျိုစီနခတ်တီ
ဂျိုစီဂျုံနင်းနေကြည့်လိုက်တယ်ကောင်းကျိုးကိန်းငန်းနဲ့နေမှာဆိုလို့ရှိရင်အကျိုးပြုမှာက3ကိန်းငန်းနဲ့6ကိန်းငန်းနဲ့9ကိန်းငန်းနဲ့အကျိုးပေးမယ်3ကဏ္ဍ6ကဏ္ဍ9ကဏ္ဍနေဟာတောက်ကြသားသမီးများကိုတတောင်းတနေရမှာကောင်းကျိုးပြုကိုစားနေနဲ့တွေးမြင်နေပါတယ်3လပိုင်းမတ်လဓပေါင်းလာမှာဒုတိယကံကောင်းသောဇာတာရှင်များဟာတောက်ကြသားသမီးများဖြစ်တယ်အိမ်နောင်ကြီးตาရတယ်အိမ်နောင်ရှင်များဖို့အိမ်နောင်ကြီးစိတ်ချမ်းသာစေတယ်ပြိုးရွယ်ငယ်ရွယ်သူများတော့နည်းနည်းလေးစိတ်ထိခဏဖြစ်တာတွေခိုင်းရန်ဒေါသတွေတယောက်နဲ့တယောက်မခံချင်းမခံတာတယောက်ကိုတယောက်ခွဲမလွတ်နိုင်တဲ့ပြဿနာကိစ္စရည်တွေပေါက်ပြီးတော့လမ်းခွဲသွားရတဲ့ဖြစ်စဉ်မျိုးအဖြစ်ကအဆိုးဝါးဆုံးအရှင်တွေကြုံရဆောင်ရပါစေဆိုပြီးကံကြမ္မာကံစာတာကံတရားကဖော်ပြနေတဲ့အတွက်ဂယုဆိုင်ပေးပါတတိထားပေးပါနည်းနည်းလေးတောက်စားမူးရဲတူတို့ကပတ်သက်ပြီးရှောင်ပင်ပါတဲတဲကြီးတို့ပြီးမလိုလားအပ်တဲ့ပြဿနာပေါက်တတ်တယ်မလိုလားအပ်တဲ့စိတ်ရှုပ်ထွေးမှုဝေဒနာဖြစ်စဉ်တွေပေါက်နိုင်လို့တရေပြုတ်ပိတ်ဖို့ဂယုဆိုင်နိုင်ဖို့တရေပြုတ်ပိတ်ဖို့ဆရာအနေနဲ့ဆရာဒီညာကနေအထုမေတ္တာရက်ကန်စွာမာကြအပ်ပါတယ်ဆရာရဲ့ဗေဒီမိတ်ထမင်းရှောင်းခဏရဲ့သားသမီးများထက်ကတောက်ကြသားသမီးများခင်ဗျာမုံလာကောက်ငါကိုတေးသေးချာချာလှုပ်ပေးပါမတ်လ6ရက်မတ်လ73ရက်မတ်လ20ရက်မတ်လ29ရက်တောက်ကြနေ့လေးပါတာကာလမတ်လတလလုံးမှာရုံရုံကြည်ကြည်မပြတ်မကွက်ကတ်လို့ခြင်းဖြင့်ကံပွင့်လက်ပွင့်လောက်တိုင်းကိုင်တိုင်းကြံတိုင်းစီတိုင်းအကြအစီရည်ရွယ်ချက်တွေအောင်မြင်စေမယ်ကုသိုလ်ကံတွေကောင်းမွန်လာစေမယ်အောင်မြင်မှုတို့ဖော်ဆောင်လာရမယ်ကောင်းကျိုးတို့ဖြစ်မယ်လက်တွေပွင့်လန်းမယ်ငွေကံလေးတွေကောင်းရမယ်လားမမျော်လည်းပဲအကျိုးမြတ်ခံစားရတာစတုရှေယာအကျိုးအမြတ်ရောင်းပန်းဝယ်ပန်းရောင်းရီဝယ်ရီတေလူတေဆိုင်ဖြစ်နေတဲ့ကိစ္စတွေအောင်မြင်မှုမဖြစ်တဲ့အိမ်ချမ်းမြေတွေလည်းရောင်းထွက်သွားမယ်တိုက်ဆိုင်ဆိုင်မြိုင်းငွေပုံဆိုင်မယ်ဂျရနာပုံငွေပုံဆိုင်မှာကတောက်ကြသားသမီးတွေဖြစ်တယ်တောက်ကြသားသမီးများကိုတို့အရေးဘာသာရေးတို့ကိုလည်းပုံမော်ဖြည်းစစ်ဆောင်ရွက်နိုင်အောင်အဋိဌာန်ဝင်ပေးပါအသွုံးအဆောင်မလိုတဲ့ပစ္စည်းပြက်စာတွေရှင်ရင်လည်းမိမိတို့နေအိမ်မှာစွန့်ထုတ်ပြက်ပါကံပွင့်လက်ပွင့်လာပါလိမ့်မယ်အောင်မြင်မှုတို့ဖော်ဆောင်မယ်တနင်္လာနဲ့ကြာတာပရိတို့နဲ့နည်းနည်းလေးတတိထားပြီးတော့ထုံနေနဲ့နှက်သွဲကိုခရူးဆိုင်ပေးပါမိသားစုဝန်ထမ်းမှာပဲဖြစ်ဖြစ်ဘေးအခြားဘေးဒဇိန်ပဲဖြစ်ဖြစ်ဆေရသမမိဘလူပုဂ္ဂိုလ်တို့အားလုံးကြားမှာခရူးဆိုင်ပြီးတော့လှုပ်ဆောင်ရပါမယ်စကားများရတာရံဖြစ်ရတာစိတ်အခမ်းမသိမ့်ရတာဟာတန်နှင်းလာနဲ့ကြာတာပရိတို့ကိုထိထွေဆက်ဆံတဲ့နေရာလောက်ကံပြောဆိုတဲ့အကန့်ကာလမှာတတိပြုပြပါလို့စာအနေနဲ့မေတ္တာရက်ခံပါစေပြည်တွင်းပြည်ပအနက်နဲ့အရရမှဘေးရင်မဲ့ထမင်းရှံခဏရသားသိမ်းမြခင်ဗျာကျွန်တော်များပုံနဲ့တော်ပြီးတဲ့ဆရာရန်နိုင်ထွန်းရန်ကုန်မြို့တော်ထကန်စာတာစစ်စစ်မင်းများလို့တာရှင်းရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့တုံညာကို4ကြီးက5လို့4လုံးတုံညာ4ခွန်ကြည့်ပဲ5လုံးခွန်5လုံး6နဲ့တင်5တော့ကိုတိုက်ရိုက်ဆက်သွယ်မင်းများနိုင်ပါတယ်ညံပူတော့ကားဖြင့်တဝု3000ကျပ်ပါခင်ဗျာဆရာရဲ့ဗေဒင်နဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကန်လိပ်စာမှာဆိုရင်တာဂီတကြောက်တိုင်မတ်တိုင်ကပီတယ်မက်ကတ်ကြီးရဲ့ဘေးအေးစေဒီလန်တဲ့တိုင်းနပ်ပတ်နေရာနဲ့ခုံမြင်ထပ်ပဲဖြစ်ပါတယ်မနက်9နာရီမှညနေ9နာရီထိဆရာရဲ့မိတ်ဆွေများကိုနေ့စနေညစာနေနဲ့ကံကြမ္မာကန်စာတာတို့ကိုဆွေးနွေးဟောပြောပေးလက်ရှိပါတယ်ဇာတ်ဗေဒင်မဲ့ထမင်းချက်9ရဲ့သားသမီးများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းကျွန်တော်များပုံနဲ့တော်ပေးတင်ဆရာရန်နိုင်ထုံရောက်ပုံမျိုးတော်မှာလည်းအထုဆွမကောင်းစုတောင်းမြတ်တာပို့တာလည်းရှိပါတယ်ခုနှစ်သားသမီးများအားလုံးပေါ့နော်ဒီ3လပိုင်းမတ်လမှာမိမိတို့ရဲ့လူရင်စာတာတွေရည်ရွယ်ချက်ရင်မှန်းချက်တွေလောက်ဆောင်ချက်တွေစိတ်ကူးထားတာလေးတွေမျောလင်းထားတာလေးတွေဖြစ်လို့တဲ့စိတ်ဆန္ဒတွေအားလုံးပေါ့နော်အထုအောင်မြင်ပါစေလို့ရရှိနိုင်ကြပါစေလို့ကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရန်နိုင်ထုံးပါလေအထုစွန်မောကဆုတောင်းမေတ္တာပို့တာဆုတောင်းပေးလျက်ရှိပါတယ်အဋိဌာန်ပြုတ်ပေးလျက်ရှိပါတယ်နော်အဋိဌာန်ပွဲထိုးရင်းနဲ့ကို900သားသမီးများရဲ့ဂျွေမီကိစ္စငွေကြေးစည်းပွားအစရအားတော့အောင်မြင်ဖို့အထုဆုတောင်းမေတ္တာပို့တာလည်းရပါ